အားလုံးပဲမင်္ဂလာပါ Into the Four ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်သတိထားမိလားတော့မသိပါဘူးကျွန်တော် restate တင်ရနေပြီးတော့အခု vlog အရှိလေးတင်မယ်ပေါ့နော်ဒီ vlog လေးကတော့ podcast ပုံစံမျိုးလေးနဲ့အချင်းချင်းညဘက်ဒီမှာစကားပြောတဲ့ပုံစံမျိုးလေးတောင်းမှာဖြစ်ပါတယ်ရှေးဟောင်းတော့ပြစ်တွေလည်းပြောမှာဖြစ်တယ်လို့ခါကြလင်းမှာကျွန်တော်နေကင်းဘက်မှာကြုံတွေ့ရတဲ့အကြောင်းအရာလေးတွေအုံနောက်ထဲမှာကြံနေတဲ့ memory လေးတွေအကြောင်းတွေဒါမှမဟုတ်ရင်တခြားခေါင်းစဉ်တစ်ခုခုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပြောမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့အဓိက highlight လုပ်ချင်တဲ့စကားလေးရှိရပေါ့နော်အဲ့ဒီစကားလေးနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်ဖြတ်တန်းခဲ့ရတဲ့အကြောင်းသားဘဝလေးကိုပြောပြချင်တာပါအဲ့တော့အဲ့ဒီအကြောင်းအရာလေးနဲ့စပြီးတော့ကျွန်တော်ရဲ့ဒီ season လေးပေါ့နော်ဒီညဘက်တွေစကားပြောတဲ့ season လေးတွေကိုကျွန်တော်စတိုက်အပတ်စဉ်တင်သွားမှာဖြစ်ပါတယ်ကျွန်တော် highlight လုပ်ချင်တဲ့စကားလေးကကျွန်တော်မမေပြောတဲ့စကားလေးပေါ့နော်မမေကဘာပြောလဲဆိုရင်တားရဲ့လူတွေရဲ့တွေးဆုံကြုံကွဲပေါ့နော်အခုအရန်ခင်နေတဲ့သူနဲ့ဒီအချိန်မှာခင်နေရပြီမဲ့နောက်တစ်ချိန်မှာခင်နေရလည်းဖြစ်မယ်မခင်နေရလည်းဖြစ်မယ်နောက်ထပ်လည်းအရန်ခင်ရသူတွေပေါ်လာပါလိမ့်မယ်တဲ့နောက်ထပ်လည်းကိုယ်နဲ့အဆင်ပြေတဲ့လူတွေအများကြီးပေါ်လာလိမ့်မယ်ဆိုပြီးပြောတဲ့စကားလေးပေါ့နော်အဲ့ဒီစကားလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့ဒီဖြတ်တန်းခဲ့တဲ့ကျွန်တော်ရဲ့မူလာတန်းရယ်အလေတန်းရယ်နောက်ပြီးတော့တက္ကသိုလ်ရယ်ဆိုပြီးတော့ကျွန်တော်၃မျိုးရှိရယ်ပေါ့နော်အဲ့၃မျိုးထဲမှာအရင်ဆုံးကျွန်တော်ဒီတက္ကသိုလ်မှာတက်ခဲ့တဲ့တက္ကသိုလ်မှာဖြတ်တန်းခဲ့တဲ့ကျွန်တော်ပျော်စရာကောင်းတဲ့အမတ်တရားလေးကိုကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တက္ကသိုလ်အကြောင်းလေးစပြောမယ်ပေါ့နော်ကျွန်တော်ပထမအောင်ဆုံးတက္ကသိုလ်ရွေးတဲ့အချိန်ကအိမ်နဲ့မတိုင်ပင်မဲနဲ့ကျွန်တော်ရေးချလိုက်တာဖြစ်ပါတယ်ကျွန်တော်ဒီတက္ကသိုလ်ဖောင်နေတင်တယ်ကွာတက္ကသိုလ်ဖောင်နေတင်တယ်အများကြီးပဲပေါ့နော်ဖောင်နေအများကြီးတင်တဲ့အချိန်မှာကျွန်တော်တို့ဖြက်ကတိကျလာတော့မသိဘူးကျွန်တော်လူတွေ့လည်းဖြစ်ရသလိုဟိုစာတိုက်ကနေပြီးတော့စာပို့ရတယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်စာတိုက်ကနေစာပို့ပြီးရေးတာကနံပါတ်1စေးတက္ကသိုလ်ဘလောက်စေးတက္ကသိုလ်ရေးကြီးပဲကျွန်တော်ဖြည့်ရပါကျွန်တော်အမှတ်ကစေးအမှတ်လုံးဝမဟုတ်ပါဘူးကျွန်တော်အမှတ်က440လောက်ပဲရပါတယ်အဲ့ဒါကိုကျွန်တော်စေးတက္ကသိုလ်ရေးကြီးဖြည့်ရနောက်ဆုံးကျွန်တော်နံပါတ်ခေါ်မှာလားရှက်မှာလားမသိဘူးနေပညာတက္ကသိုလ်မိထီလာဆိုပြီးထည့်လိုက်တာကျွန်တော်မှန်းတဲ့အတိုင်းကွက်တီပါပဲနေပညာတက္ကသိုလ်မိထီလာမှာကျွန်တော်တက်ခွင့်ရတယ်နောက်ပြီးတော့ကျွန်တော်ရန်ကုန်မှာရှောက်ခဲ့တဲ့အကြောင်းတွေထဲမှာကျွန်တော်စီးပွားရေးတက္ကသိုလ်ရွာသားကြီးရပါတယ်နောက်ပြီးတော့main ထဲမှာဆိုရင်ဥပဒေရပါတယ်အဲ့ဒါကြီးကိုကျွန်တော်လုံးဝမတက်ဖ ೇನೆ ကျွန်တော်နိဗ္ဗာန်တက္ကသိုလ်မိထီလာကိုရွေးလိုက်ပါတယ်ဘာလို့လဲဆိုတော့အိမ်နဲ့ဝေးလို့ပါဒီဗီဒီယိုအရင်လူတွေကြည့်နေဒါကျွန်တော်ရဲ့အကြီးမားဆုံးလှုပ်ဝက်ချက်ကြီးပါလို့စဉ်းစားကြည့်ကွာမိထီလာဆိုတာဘယ်မှာရှိနေမြန်လဲလည်းမသိဘူးဘယ်နှမ်းမှာလဲဘလိုတွေရှိရောဘာသားစားတွေပေါ်လဲလည်းမသိဘဲနဲ့ကျွန်တော်ရွေးလိုက်တာပါမျက်စိမိတ်ဆုံးမိတ်ပြီးတော့အိမ်ုံပြောရဲမမေတာဒီမှာတက်ချင်တယ်ဒီမှာတက်ရမယ်ဆိုအဲ့ဒီအချိန်မှာမမေကနိဗ္ဗာန်တက္ကသိုလ်ကကျွန်တော်တို့ဒီဦးလေးလိုပဲခင်ရရဲ့ဆရာနဲ့မိတ်ဆက်ပေးရဲအဲ့ဆရာကနေပြီးတော့ဒီចောင်းလေးနဲ့ပြောပြရဲပေါ့နော်နည်းနည်းပြောပြရဲအကြောင်းရဲ့အစင်လာလေးတွေအကြောင်းမှာဘာရှိလဲဘလို့တွေလိုအပ်လဲဆိုတာပြောပြရဲအဲ့နောက်ပိုင်းကျွန်တော်ကြော်လိုက်တော့မယ်ပေါ့နော်အဲ့ဂျာထဲမှာအဲ့လိုဖြတ်တန်းပြီးတော့ကျွန်တော်ပထမဦးဆုံးနိဗ္ဗာန်တက္ကသိုလ်မိထီလာကိုရောက်သွားပြီဗျာအဲ့ဒီမှာရောက်ချင်းပဲကျွန်တော်ကဘာနဲ့သွားခဲ့ရလဲဆို Google Map နဲ့သွားခဲ့ရတယ်ဖေဖေကလည်းမရောက်ဘူးမေမေကလည်းမရောက်ဘူးဗျာမိထီလာကိုရောက်ဖို့ပဲမဲ့နိဗ္ဗာန်တက္ကသိုလ်မသွားတတ်ဘူးပေါ့နော်အဲ့ဒီအချိန်မှာမိထီလာဘက်ကိုကွိကျွန်တော်ထူးဆန်းအမတ်တရဘလို့ဖြစ်သွားလဲဆိုတော့မလိုင်ဘက်နဲ့မိထီလာနဲ့ကဟိုဘက်ဒီဘက်အဝေးပြေးလမ်းမကြီးချထားတာကွာအဲ့လမ်းကဟိုဘက်ကိုသွားမယ်ဆိုရင်မလိုင်ရောက်တယ်ဒီဘက်ကိုသွားမယ်ဆိုရင်မိထီလာရောက်တယ်အဲ့လိုပုံစံမျိုးအဲ့တော့အိမ်ကအဲ့ဒီဘက်တွေရောက်ဖူးရဲဆိုတော့အဲ့ဒီမောင်းတက်သေးတယ်အဲ့မှာမိထီလာမျိုးတွေအထိလည်းဝင်တတ်တယ်ကွာဒါပေမဲ့မိထီလာမျိုးတွေဝင်ရမှာလားဘယ်နှမ်းမှာစပြီးကွိရမှာလဲတက္ကသိုလ်ရောက်ဖို့ဆိုတော့ကျွန်တော်ကနေပြီးဆရာကြီးလောက်တာအဲ့ဒီချိန်မှာလုံးဝဖုန်းကကျွမ်းနေကွာကင်တာဟိုရရင်ကျွန်တော် Google Map ကနေပြီးတော့သွားမယ် Google Map ထောက်ထားတယ်ဒီလမ်းပြောလိုက်တဲ့အချိန်မှာ Google Map ကတလွဲကြီးပါဗျာ Google Map ကဘယ်လိုလာလဲဆိုတော့ကျွန်တော်တို့ main line ရနေပြီးတော့ဒီလိုသွားပြီးတော့မြို့တွေကနေဒီလိုချိုးလိုက်ရင်တက်ရောက်တဲ့အကြောင်းအဲ့ဒါကို Google Map ကလဲလန်းကြကနေပို့ရဗျာကျွန်တော်စစချင်းအကြောင်းကိုစိတ်ပြတ်သွားတဲ့အချိန်အဲ့ဒီအချိန်ပဲဒီလဲလိုင်းကြီးမှာလေကားကြီးကဒိုနဲ့လှုပ်နေရအဲ့မှာမမေကလည်းကျွန်တော်ကြည့်ပြီးရီးတယ်ပေါ့နှစ်ချောင်းကြီးကလည်းမဟုတ်သေးပါဘူးပေါ့အဲ့ဒီမှာသွားရဒိုနဲ့တော့ကားကြီးကဆောင်းဖုံနေနဲ့အဲ့မှာကျောင်းရဲ့အရှိကိုရောက်သွားထူးထူးဆန်းဆန်းနိဗ္ဗာန်တက္ကသိုလ်မိထီလာကကျောင်းရှိမှာလုံးဝမစီပါဘူးမစီတော့ကျောင်းကြီးကလည်း6ကတ်နေရဘာပင်မှမရှိဘူးမျက်လုံးထဲမှာပုံပေါ်ကြည့်လိုက်ဗျာကျောင်းကြီးက6ကတ်ပြီးဘာပင်မှမရှိဘူးကျောင်းရှိကလည်းလုံးဝကွင်းပြင်ဗျာကွင်းပြင်လုံးဝကွင်းပြင်ပြီးရင်ကျောင်းရှိတခါကြီးကလုံးဝတော့ခတ်တာဝင်လို့မရဘူးအသိတော့ခတ်တာကျောင်းရှိလိုက်ရလဲဒီ line လေးပဲ6ကတ်နေရပဲဘေးမှာကသဲတွေ
တဲဒီဘက်ပြမလဲတဲခွေတဲပြင်ပြပြမဆိုရင်ကောက်ပဲသီးနဲ့နေစိုက်တယ်လို့အဲ့လိုရင်ကြီးဒီဘက်ကလိုကြောက်ပုံစံကြီးဒီဘက်မှာအဲ့မှာလဲတဲတွေတူးထားလားမသိအဲ့လို6ချင်းနဲ့အဲ့မှာကျွန်တော်ဘာလုပ်လဲဆိုတော့ကားပေါ်နေဆင်းတယ်ဆင်းပြီးသွားတဲ့အချိန်မှာမတ်တက်လေးရက်ပြီးတော့အကြောင်းညို့ရက်ပြီးကြည့်ကြရပါလေလိုလေးကြည့်ပါဟောငါဒီကြောင်းကြီးကိုဘာလို့ရွေးလိုက်တာလဲကျောင်းကြီးလောက်ဆိုးလိုက်တာအဲ့လိုထင်လိုက်တယ်ဗျာထင်လိုက်တဲ့အချိန်မှာအဲ့မှာကျွန်တော်မိတ်ဆက်ပေးရဆရာကိုဖုန်းဆက်တယ်ဆရာကြီးကျွန်တော်တော့ကျောင်းရောက်နေပြီကျောင်းကြီးကဘလို့ဝင်ရတာလဲကျောင်းထဲကိုဆိုတဲ့မှာသူကရီးရဗျာမင်းတို့ကောင်းနေတဲ့ရှေးပေါက်ကြီးမဝင်လာတာမလားဆိုပြီးတော့အဲ့ဒါနဲ့ကျွန်တော်ဟုတ်တယ်ဆရာကြီးဆိုအဲ့ဆရာလူလွတ်ပြီးတော့ကျွန်တော်အနောက်ဘက်ပေါက်ကနေဝင်ခိုင်းတယ်အနောက်ဘက်ကိုပြန်ကွေးတော့လေအဲ့လဲလိုင်းကြီးကိုကုန်နဲ့ပြန်စီးပြီးမှကွေးပြီးမှပြန်ဝင်ရကားကြီးတစ်ခုလုံးလဲဖုန်နေကြည့်ပဲအဲ့ဒါနဲ့ကျွန်တော်တက္ကသိုလ်ရောက်တယ်ပေါ့နော်တက္ကသိုလ်ရောက်တဲ့ချိန်မှာအထက်ကိုရောက်သွားတဲ့ချိန်မှာကျွန်တော်ဆရာနဲ့တွေ့ရအဲ့မှာဆရာကနေရီးရပေါ့နော်ကျွန်တော်တို့ဒီလိုပဲတို့ပြန်ပြောပြီးတော့လေအဲ့ရီးပြီးတော့ကျွန်မဆရာဆုံးဖြတ်ခိုင်းတယ်ပေါ့နော်ဒီပေါ့မင်းတို့မေးကြရင်မလျှောက်ခင်မေးကြရင်ခွဲမယ်ပေါ့နော်မေးကြရင်မခွဲခင်နဲ့ကွန်ပေါင်းခန်းတွေတက်ရလိမ့်မယ်ကွန်ပေါင်းခန်းတွေတက်တဲ့ချိန်မှာတခြားစဉ်းစားကျောင်းရဲ့ system ကအမှတ်နဲ့ခွဲတာမဟုတ်ဘူးဦးစားပေးစနစ်နဲ့ခွဲတာဆိုပြီးပြောတယ်ဟုတ်ပါတယ်ထူးထူးဆန်းဆန်းပဲကျောင်းကဘယ်လိုလဲဆိုတော့ကျွန်တော်ကဘယ်လောက်ပဲအမှတ်နည်းနေကျွန်တော်က EP ကိုပထမဦးစားပေးနေကျွန်တော်ထည့်လိုက်တယ်နံပါတ်1ကျွန်တော် EP နံပါတ်2 ID ဘာညာအဲ့လိုထည့်ရကွာကျန်တဲ့သူတွေကဘယ်အောင်နံပါတ်1ထားလဲဆိုရင် save ကိုနံပါတ်1ထားတယ်အဲ့ဒီအချိန်မှာ save ကိုနံပါတ်1ထားလိုက်တဲ့အတွက်ကြောင့်မလို့နံပါတ်1 save လို့ထားလိုက်တဲ့သူတွေအကုန်လုံးအမှတ်နဲ့ဖြတ်ပါတယ်ဒီလိုဆင်လိုက်တယ်အမှတ်နဲ့အဲ့ဒီမှာဦးစားပေးတစ်တယ်အကုန်ဖြတ်လိုက်တဲ့ချိန်မှာကျန်တဲ့သူတွေအမှတ်နဲ့လူတွေက save ကနေပြီးထွက်လာတယ်ထွက်လာတဲ့အချိန်မှာကျွန်တော်ကကြတော့ EP ကိုပထမဦးစားပေးထည့်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကထိတ်ဆုံးနဲ့ဝင်သွားပါတယ်ထိတ်ပိုင်းမှာထိတ်သုံးဆိုပေမဲ့ဝင်သွားတဲ့ထဲမှာလည်းကျွန်တော်အမကနေတော့အောက်ပိုင်းလေးမှာပေါ့နော်အဲ့ဒီမှာ EP ရေးဆင်လိုက်တယ်ဆင်လိုက်ပြီးတော့ကျွန်တော်တို့ EP ဖြည့်သွားတဲ့အချိန်မှာနောက်ကပူတဲ့နေရာလေးကိုဒီဘက်က EP ဒုတိယဦးစားပေးတယ်ဝင်နေပေါ့နော်အဲ့တော့ကျွန်တော်ကဘလို့ပဲဖြစ်ဖြစ်ကျွန်တော်က EP ကိုရသွားတယ်အမှတ်နည်းပြီမယ်ပေါ့နော်ကျွန်တော်ထက်အမှတ်များတဲ့သူတွေတောင်မှကျွန်တော်အောက်ကနေဝင်တာပါဘာလို့လဲဆိုတော့သူတို့က save ကနေပြီးတော့အမှတ်မမီလို့ပြုတ်လာတဲ့အတွက်ကြောင့်မလို့အဲ့လိုဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကိုရှင်းပြတဲ့အတွက်ကြောင့်မလို့ကျွန်တော်က EP ကိုရောက်သွားတယ်ပေါ့နော် EP ကိုမရောက်ခင်ဂျားလေးထဲမှာကျွန်တော်တို့ family မိသားစုကိုပိုင်ထက်တန်းကြောင်းပေါ့နော် family ကနေပြီးကျွန်တော်မိသားစုကိုပိုင်ထက်တန်းကြောင်းကနေပြီးရပါတော့အဲ့တော့ကျွန်တော်တို့မှာကိုပိုင်ထက်တန်းကြောင်းမိသားစု family ရပါတော့အကုန်ရှိသမျှတက်တူတိုင်းမှာလိုက်ပြီးတော့ကဲတောင်းရင်းလုပ်ပါတယ်ဘယ်လိုကဲတောင်းရင်းလုပ်လဲဆိုတော့ကျွန်တော်တို့ family ကလူအများများအတွက်ကြောင့်မလို့တက်တူတော်တော်များများမှာ family ကြောင်းသားရှိရယ်သူတို့တွေကစုပြီးတော့ senior တွေ junior တွေပေါင်းပြီးတော့မိတ်ဆက်ကြတယ်ဘုံဖင်ကျောင်းတွေမှာတန်ရှင်းလုပ်ကြရဗျာအဲ့တော့အဲ့ဒီအကြောင်းလေးပြပြပါမယ်အဲ့တော့ကျွန်တော်ပထမဦးဆုံးကျွန်တော်ရဲ့အချစ်ရဆုံးတငယ်ချင်းတွေစပြီးတော့တွေ့ရတယ်ဗောနော်တွေ့ရတာလေအဲ့ခေသားရင်းကစားတာဗောနော်ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ရောက်တဲ့ချိန်မှာ family ရောကကျွန်တော်ရဲ့အရှိတန်းမှာထိုင်တဲ့တယောက်ကြော်ကြီးဗောနော်သူလည်းရှိရယ်နောက်ပြီးတော့ပကံသားလည်းရှိပါတယ်ရှိရတဲ့အချိန်မှာကျွန်တော်တို့တွေနဲ့ပေါင်းမိရဗောနော်ရောက်ချင်းလေးမှာတော့အေးငါလည်းဒီကြောင်ရောက်လာတာမင်းလည်းဒီကြောင်ရောက်တာလားဘာညာဟိုအဲ့လောက်လေးပဲရှိသေးရအဲ့ဒီအချိန်မှာကျွန်တော်တို့ family gathering လုပ်လိုက်တယ်ဗောနော် family gathering လုပ်တဲ့အချိန်မှာအကုန်လုံးရှိရယ်ကျောင်းသူကျောင်းသားတွေအကုန်လုံးပါကြတယ်ဗောနော်ပါရဲ့ senior တွေ junior တွေပါတဲ့အချိန်မှာကျွန်တော်တို့ batch ကဗောနော်လူတွေအကုန်လုံးနဲ့ကျွန်တော်ခင်သွားပါတယ်ဘယ်လိုခင်သွားလဲဆိုတော့ကျွန်တော်တို့နှစ်က family ကျောင်းသားတွေအကုန်လုံးနဲ့ကျွန်တော်ခင်သွားတယ်အကြီးတွေလည်းခင်တယ်ဒါပေမဲ့ကျွန်တော်တို့နှစ်က family ကျောင်းသားတွေအကုန်လုံးနဲ့ကျွန်တော်ပေါင်းမိသွားပါတယ်ဘယ်လိုလဲဆိုတော့ကျွန်တော်ကောင်မလေး3ယောက်နဲ့ပေါင်းမိပါတယ်ကောင်မလေး3ယောက်ပါတယောက်ကကြတော့3ယောက်လုံးကတော့ family ရပဲပေါ့နော်အဲ့ဒီ3ယောက်နဲ့ပေါင်းမိရယ်3ယောက်လုံးကလည်းအခုထိကျွန်တော်ရဲ့အချက်3တငယ်ချင်းလေးအနေနဲ့ရှိနေရပေါ့နော်ဒါပေမဲ့တယောက်ကတော့မရှိတော့ပါတငယ်ချင်းဖြစ်နေမရှိတော့ဘူးပေါ့နော်ကျွန်တော်နည်းသဘောထားမတိုက်ဆိုင်လို့မရှိတော့ဘူးအဲ့တော့အခုအဲ့3ယောက်နဲ့ကျွန်တော်ပေါင်းနေနောက်ပြီးတော့ကျွန်တော်ပြောရဲကြော်ကြီးရပြီးတော့ကျွန်တော်ရဲ့တော့9ယောက်ဖြစ်သွားရပေါ့နော်အဲ့9ယောက်ရဲ့ကြရက်လေးကိုစပြီးပြောပြပါမယ်အဲ့9ယောက်မှာကျွန်တော်က EP ပါကြော်ကြီးက C ပဲပေါ့နော်တယောက်က EC တယောက်က mechanical တယောက်က EP ပါအဲ့တော့ EP ကတယောက်နဲ့ကျွန်တော်နဲ့ကဒီလိုပါအဲ့တော့ EP ကပထမတယောက်က row 1ပေါ့နော်ဒီတော့ကျွန်တော်ရယ်ပေါ့နော်ကျွန်တော်က row နောက်ဆုံးပါအဲ့တော့ထားပါတော့ကျွန်တော်9ယောက်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်နောက်ထပ်ခင်တဲ့တယောက်ရှိပါတယ် online တငယ်ချင်းပေါ့နော် online တငယ်ချင်းကတော့ခင်ချင်းညမှာဒါကတော့နာမည်ထုတ်ပြောလို့ရပါတယ်ခင်ချင်းချမ်းပေါ့နော်ခင်ချင်းချမ်းကတော့ online တငယ်ချင်းမှာခင်ချင်းချမ်းပေါ့နော်ခင်ချင်းချမ်းကတော့ကျွန်တော် online တငယ်ချင်းလုံးကသူကအဲ့တုန်းကဆိုရင်အရန်ခင်ဖို့ကောင်းတယ်ပုတ်ပွလင်းလင်းနဲ့အခုထိလည်းဒီမှာလာပြီးတော့စုံပါတယ်ဒီမှာလည်းအခုထိကျွန်တော်ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်နေပါတယ်သူကတော့အဲ့တော့သူက online တငယ်ချင်းကွာကျန်တဲ့သူတွေနဲ့လည်းခင်တယ်အဲ့လိုပုံစံမျိုးနောက်တစ်ယောက်ရှိသေးတာလင်းလင်းကြော်ပေါ့နော်လင်းလင်းကြော်နဲ့ခင်ချင်းချမ်းနဲ့အရန်ခင်တဲ့တငယ်ချင်းတွေအဲ့ဒီတုန်းကအခုကျွန်တော်တို့ဒီဘက်9ယောက်မှာကြတော့ကျွန်တော်ရဲ့
ကြော်ကြီးရဲ့ဒါပါနာမည်ပြောင်းပြောလိုက်ပါတော့မယ်မက်ကာနီကယ်မြောက်မရဲ့နောက်ပြီးတော့ဘိုကြီးရဲ့ပေါ့နော်ဘိုကြီးရဲ့နောက်ပြီးဂျန်နက်တယောက်ရဲ့ပေါ့နော်ဂျန်နက်တယောက်ကကျွန်တော်နဲ့ခေါ်ဒီစိတ်သဘောထားမတိုက်ဆိုင်တော့မခေါ်ဖြစ်ကြကျွန်တော်သူ့เจ้าနေတော့တိတ်ပြောဖြစ်မယ်မထင်ဘူးပေါ့နော်ပထမဆုံးဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်9ယောက်ကတိတ်ပြီးမပေါင်းမိသေးဘူးပေါ့နော်ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့ family gathering လုပ်တယ်လုပ်ပြီးသွားတဲ့အပြန်မှာမုတ်တွေစားတဲ့အချိန်မှာကျွန်တော်တို့ကမုတ်ဝယ်ကျွေးခိုင်းလို့ကျွန်တော်ဝယ်ကျွေးလိုက်တယ်ပေါ့နော်ပတ်စံလည်းမရှိပဲနဲ့ဟိုဒီပြန်စဉ်းစားရဘာလို့မုတ်ဝယ်ကျွေးလိုက်တာလဲလို့အားနာပြီးဝယ်ကျွေးရတယ်တကယ်တော့ကျွန်တော်အရင်အားနာတယ်တော့လေကျွန်တော်တို့အဲ့လိုဆက်ပြီးတော့ဟိုဖြစ်ကြရပေါ့ဗျာအဲ့မှာခင်သွားရပေါ့မုတ်တွေပါဝယ်ကျွေးလိုက်တော့အဲ့လိုခင်သွားတဲ့အချိန်မှာနောက်ရက်ကြတော့တဲ့ကျွန်တော်တို့ရုပ်ရှင်သွားကြည့်ကြမယ်ဆိုပြီးတော့လူဆိုရပေါ့နော်ရုပ်ရှင်သွားကြည့်ကြမယ်လို့လူစီးရဲ့အချိန်မှာကြော်ကြီးကတိတ်ပြီးမခင်သေးဘူးသူတို့နဲ့ရုပ်ရှင်သွားခြင်းကကျွန်တော်ရဲ့ EP ကတယောက်ရဲ့မြောက်မရဲ့ဘိုးကြီးရဲ့ဆိုပြီး၄ယောက်ရှိရပေါ့နော်၄ယောက်သွားကြည့်တဲ့အချိန်မှာကျွန်တော်ကဆိုင်ကယ်ကိုရဲရဲတင်းတင်းမစီးတတ်သေးပါဘူးပြီးတော့ကျွန်တော်ဆိုင်ကယ်မရှိသေးပါဘူးအဲ့အချိန်မှာဆိုင်ကယ်မရှိသေးရောကျွန်တော် EP ကတယောက်ရဲ့ဆိုင်ကယ်အနီးအောင်လေးကိုစီးရတယ်ပြီးတော့ကျွန်တော်နောက်ကနေပြီးရဲရဲဝုန်းဝုန်းလိုက်ရဲတဲ့မြောက်မမဂနီကမြောက်မကဆိုင်ကယ်နောက်ကနေပြီးသူလုံးဝနေတက်ဘာယောက်ျားလေးဖြစ်ပြီးတော့မစီးတတ်ဘူးလားသူအဲ့လိုလားတက်ဆမ်းမှာကားလမ်းပေါ်မစီးတတ်ရင်ငါရှိရငါပြတ်ပြမယ်သူအဲ့လိုတက်ခိုင်းနေပြီအဲ့မှာကျွန်တော်တက်သွားဆိုင်ကကျွန်တော်မောင်းနေတော့လောင်မောင်းတော့လက်ကတုံနေရကွာကျွန်တော်ဆိုင်ကမောင်းနေဆိုတာကကျွန်တော်ရက်ွက်ထဲမှာပဲမောင်းရကားလမ်းပေါ်တက်တဲ့ချိန်မှာကျွန်တော်လက်ကဒီလိုတုံနေပြီအဲ့မှာသူကနောက်ကနေဟဲ့နေဘာမှဖြစ်ဘူးမောင်းပြီးရင်သူကားလမ်းနေရှင်းပြီးလက်ကြီးနဲ့နောက်ကနေပြီးဟိုဒီဘက်ကိုလက်တင်မှာဒီလိုရှင်းပြီးတော့အဲ့လိုကိုအကွေ့ရပါတယ်ဆိုလေအဲ့လိုကားလမ်းကူးလိုက်ပါတယ်ဆိုကျွန်တော်အဲ့လိုလုတ်ပြရဗျာအဲ့မျိုးလုံးထဲမှာမြင်ကြည့်လိုက်ဗျာကျွန်တော်ကတုံရင်နဲ့သူကနောက်ကနေကိုယ့်ကိုခါရနဲ့ဖြစ်နေတာနောက်ပြီးတော့ပို့ထိုးတာကကျွန်တော်ဆိုင်ကလည်းမဟုတ်ဘူးစီးရအဲ့မှာရုပ်ရှင်ကအပြန်ကျွန်တော်တို့ဘာစားရလဲမသိဘူးဗျာအော်မှတ်မိပြီဖတ်ထုတ်စီချက်ဝင်စားတာဖတ်ထုတ်စီချက်ဝင်စားတဲ့အချိန်မှာအဲ့ဆိုင်လေးအရှိမရေမြောင်းလေးရှိတယ်ရေမြောင်းလေးလုံးဝရှိတယ်အဲ့မှာကျွန်တော်ကဆိုင်ကလုံးဝ trauma ဖြစ်နေအောင်ကကြောက်နေတဲ့အချိန်မှာအဲ့ရှေကိုကျွန်တော်ဝင်ရက်လိုက်တော့ဆိုင်ကယ်လေးကိုကျွီဆိုဝင်ရက်လိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ရေမြောင်းလေးကိုဆိုင်ကယ်ကြီးအောင်ကျသွားဝလုံးဆိုပြီးတော့ဒီလိုစီးပြီးဝလုံးဆိုကျသွားချိန်မှာလေကျွန်တော်ကအားနာလိုက်ရတာဆိုင်ကယ်ပိုက်ရှင်ကိုသူကလည်းဘာမှမဖြစ်ဘူးလို့ပြောရမယ်လေသိရမလားလုံးဝဗျာကျသွားဆိုင်ကယ်လုံးဝကျသွားတဲ့အချိန်မှာရီရမြောက်မပေါ့နော်မြောက်မကနေပြီးတော့ဟဲတဲ့နင်းနောက်ကလိုက်ကားတယ်ကန်ကောင်းလို့ငါမသေးတာဘာညာနဲ့သူအဲ့လိုပြောရတယ်ဟိုကလည်းငါရဲ့သမီးလေးဆိုင်ကယ်လို့ငါသမီးလေးတနာပါရဲ့ငါသမီးလေးနဲ့အဲ့လိုအဲ့ပထမဆုံးခရက်ပေါ့နော်ကျွန်တော်စခင်ပထမဆုံးခရက်ဒုတိယခရက်ကကြတော့ကျွန်တော်မိတ်တီလာမှာ LED ပြပွဲရှိရဗျာဟို LED ပြပွဲကိုသွားကြည့်ရဗျာ LED ပြပွဲကထုံးစံတိုင်းညဘက်မှာရှိရကျွန်တော်တို့ယောက်ျားလေးတောင်မရှိလို့အပြင်ဆောင်မှာနေရအဲ့3ယောက်လုံးကအတွင်းဆောင်ညနေဆိုရင်လုံးဝပြေးမထဘူးဒါပေမဲ့ထိုးထူးဆန်းဆန်းအဲ့ဒီတော့ဆရာမိုက်ဦးစီးပြီးတော့သူတို့ကကားနဲ့လာကြရဲကျွန်တော်နဲ့ကြော်ရင်းနဲ့ကတခြားတငယ်ချင်းတွေနဲ့ကျွန်တော်တို့ကသွားရဲအဲ့မှာသွားတော့အဲ့ဒီမှာပထမအဦးဆုံးကြော်ရင်းနဲ့မိတ်ဆက်ပေးလိုက်တယ်အဲ့ဒီအဖွဲ့ထဲမှာပဲထူးထူးဆန်းဆန်းခင်ချင်းချမ်းကလည်းပါတယ်ပေါ့နော်ခင်ချင်းချမ်းပါတယ်ဓာတ်ပုံထဲမှာလည်းကျွန်တော်အမတ်တရရှိရပေါ့နော်အဲ့ပုံလေးထဲမှာခင်ချင်းချမ်းလည်းပါတယ်ကျွန်တော်တို့9ယောက်လည်းပါတယ်ပေါ့နော်ခင်ချင်းချမ်း online friend တွေပါအဲ့ဒီမှာအဲ့ပုံလေးထဲမှာစပြီးကြော်ကြီးကဝင်လာပြီးမှဒါဘယ်သူပေါ့ကျွန်တော်မိတ်ဆက်ပေးလိုက်ပြီးတော့ပြန်ကျွန်တော်တို့ဘယ်လိုပြောရမလဲအပြန်သူတို့ကားနဲ့မပြန်ကြတော့ဘဲနဲ့ကျွန်တော်ရဲ့ကြော်ကြီးရဲ့ကအဲ့မိန်းကလေး3ယောက်ကိုလိုက်ပို့ပေးရဲအဲ့မှာပို့ပြီးတော့ခင်သွားပြီးတော့နောက်ကျအရန်ကိုပေါင်းဖြစ်တာဘလို့ထိပေါင်းဖြစ်လဲဆိုရင်ကျွန်တော်တို့စာသင်ခန်းနေရဗျာဒီဘက်က EB ရှိရဲဒီဘက်က EC ဟိုးထိတ်ဆုံးက C ပဲဟိုးတကွက်ကျော် mechanical အဲ့လိုရှိရပထမနှစ်လေးရှိကြနော်ပထမနှစ်လေးတွေမှာအတန်းလက်ကြပါရဲ့ဘယ်လောက်ထိအတန်းလက်လဲဆိုရင်တယောက်ကဥပမာကွာအဲ့ထင်မှာတော့စာအရင်လောက်တာကျွန်တော်ပေါ့နော်စာလောက်တာဆိုတာအတန်းမပြတ်ချင်တာကျွန်တော်သူတို့ကဘယ်လိုလဲဆိုတော့ဟိုဘက်ကစရပြီးဖောက်လာပြီတယောက်ကထွက်လာပြီးလစ်မဲဆိုပြီးထွက်လာပြီးအဲ့ဟာမက်ကာနီကယ်နဲ့ EP ကမြောင်းမနဲ့ဘိုးကြီးနဲ့ကအရင်ဆုံးလစ်ကြရဲထူးထူးဆန်းဆန်းအရင်ဆုံးအမြဲလစ်ကြရဲသူတို့နှစ်ယောက်လစ်ပြီးသွားပြီဆိုရင်သူတို့ကကြော်ကြီးရဲ့အခန်းကြီးနဲ့ဖြတ်လျှောက်တယ်အဲ့မှာကြော်ကြီးကဖင်ကြွနေပြီဟိုတယောက်ကဒီလိုလေးဖြတ်လျှောက်ပြီးသွားမယ်လို့ပြောတဲ့အချိန်မှာကြော်ကြီးကလေလုံးဝဖင်ကတကြောနေဖြစ်နေပြီထွက်ချင်တာခါလေကြော်ကြီးကလွယ်ကြီးထားပြခဲ့တာအတန်းနဲ့ကိုလွယ်ကြီးထားပြီးတခြားတယောက်ကိုယူခိုင်းထားကွာဒီတိုင်းထွက်လာပြီး3ယောက်ဖြစ်သွားရင်ကျွန်တော်ခံလာပြီးကျွန်တော်ခံနေမှာဆို2ယောက်ရှိရအောင်2ယောက်ရှိရတော့ပထမတစ်ယောက်ကထွက်သွားတယ်ကျွန်တော်ပဲအမြဲတမ်းကြံတယ်အဲ့မှာကျွန်တော်နောက်ပိုင်းကျရင်နင်တို့သွားနေကြငါလိုက်ခဲ့မယ်ဆိုပြောပြီးနောက်ကနေလိုက်ရတာပေါ့နော်ကျွန်တော်တစ်ခါလေးအဲ့လို
ငေါတို့လေးထိုင်းပြီးလက်တဲ့ရက်တွေလည်းရှိရဲဒါပေမဲ့ကျွန်တော်အများသောအားဖြင့်မလစ်ချင်ဘူးဗျာဒါပေမဲ့သူတို့တွေ့ရင်ဘလို့ပျော်မြဲမသိဘူးသူတို့နဲ့လိုက်ချင်တာအဲ့တော့ကျွန်တော်လိုက်သွားတယ်ပေါ့နော်တခါတလေဘလောက်ထိဆိုလဲဆိုရင်ကျွန်တော်အတန်းနဲ့သွားနေလို့ရှိသေးတယ်ဆရာမလာသေးရင်ကျွန်တော်လွယ်ကြီးဆို UP อ่ะညောင်မနဲ့ဘိုးကြီးနဲ့နေမလစ်လို့မရဘူးဆိုရင်အဲ့ UP အဲ့လိုသွားကြရဗျာသွားကြရအဲ့ဒါအရန်ပျော်ရတဲ့အချိန်ပဲအဲ့အချိန်ကလေတယောက်နဲ့တယောက်အဲ့လိုခေါ်ကြတာမလစ်လျောင်နေလောက်ကြရပြီးရင်ဆောင်းမွေးနေကြရဆောင်းလောက်ကြအောင်ဆောင်းမွေးနေကြရင်အသေးအတန်လောက်တယ်အဲ့လိုဒါပေမဲ့ဆောင်းမွေးနေတောင်တိတ်မလောက်ကြပါဘူးမိုးတွေရွာရင် post ဆိုရပေါ့နော်မိတီလာမှာမိုးတွေရွာရင်မိုးရွာပြီဆိုကျွန်တော်တို့ဆိုင်ကယ်ပတ်စီရဲ့အကျင့်ရှိရဗျာဘလို့ထိရှိလဲဆိုရင်အဲ့လိုမိုးရွာမဲအောင်နေပြီဆိုအချက်ပြကြပြီသွားကြမဲဆိုဆိုင်ကယ်တူးပေါက်ထဲမှာအကုန်လုံးလွယ်အိတ်တွေထည့်ပြီးဆိုင်ကယ်ပတ်စီကြတာမိုးရွာလာအသေးတန်ရွာရင်ဆိုင်ကယ်ပတ်စီရလုံးဝမိုးရဲထဲမှာလုံးဝမိုးကြိုက်တော့ရွာဆိုင်ကယ်ပတ်စီရမိချာတစ်မျိုးလုံးပတ်ပြီးတော့တခါလေကံမောင်ရက်မိလာကံမောင်ကြီးကိုရက်ပြီးလမ်းနေလျှောက်ကံမောင်ပြီးမှလေအားကစားလုပ်တဲ့နေရာတွေမှာလမ်းနေလျှောက်တာမိုးရွာကြီးထဲမှာမိုးရေချိုးကြပြီးရင်တုံနေပြီနဲ့တုံလည်းမပြန်ကြဘူးမိုးရေဆက်ချိုးရပြီးမှပြန်လိုက်ဖို့မိုးရေချင်းနေလည်းမကြောက်ဘူးကျွန်တော်မိုးချင်းတဲ့အရင်ကြောက်တဲ့သူတော့သူတို့နဲ့ဆိုမကြောက်ဘူးဗျာပြီးရင်သူတို့လိုက်ဖို့ပြီးရင်စေကန်တော့အဲ့လိုအရန်ဖြတ်တန်းခဲ့ရဒါပေမဲ့အရန်လဲကြမ်းမှကြရဲတောင်လဲမြည်ကြရဲဖျားတယ်ဆိုတာကွာအခက်မသိလို့ဖျားရလို့ပဲရှိရကွာဒီလားတခါတလေဆိုဓပုံရိုက်ကြရဗျာအဲ့လိုဓပုံတွေရိုက်ကြအရန်ကိုပျော်ဖို့ကောင်းတယ်ပေါ့နော်အဲ့ဒီမှာပူပြီးတော့အမတ်တရားကကြော်ကြီးမူးတဲ့နေပေါ့နော်ကြော်ကြီးမူးတဲ့နေအရန်အမတ်တရားဖြစ်တယ်ကြော်ကြီးဒိုင်ယာဘလုံးတောက်တယ်ပေါ့နော်ဒိုင်ယာဘလုံးတောက်ပြီးအရန်မူးတာမူးနေကျောင်းမှာမူးတာနော်ကျောင်းမှာမူးတော့ကြော်ကြီးကိုစရဲကြော်ကြီးကအဲ့ချိန်မှာမျက်တီနှုတ်ပါရဲ့မျက်တီနှုတ်ပြီးမျက်တီနှုတ်လိုက်ပါစကားရှောက်ပြီးငါသေးမော်ဟင်းကကျွေးအောင်တော့ခေါင်းဆွဲကျွေးဆိုလားမော်ဟင်းကကျွေးဆိုလားမသိဘူးဗျာအဲ့လိုပြောအဲ့မှာနေသူမူးတော့သူ့ကိုဒီတော့သူကအရန်သိနေစရာရှိလို့မူးတာပေါ့နော်အဲ့ဒါသူပြောရင်နားထောင်ပြီးရတယ်အကြောင်းထဲမှာသူပတ်ပြေကျွန်တော်လိုက်ထိန်နောက်ပိုင်းကျကျွန်တော်လုံးဝစိတ်မရှိတော့ဒေါသတွေထွက်သူ့ကိုဆွဲလုတ်ပြီးမရဘူးပါကြအဲ့လိုအဲ့နေရာဆိုအရန်ဟောဖြစ်တယ်အဲ့ပြီးဆိုင်ကကြီးနဲ့ကျွန်တော်တို့ထီလာဥပိန်ဆိုပြီးတော့သွားကြတယ်ထီလာဥပိန်ဆိုဘာမှမဟုတ်ပါဘူးရေပန့်ဆက်တွေရှိရနေရမက်တီလာကကြီးနဲ့အဲ့နောက်ထီလာဥပိန်ဆိုရောက်တော့လဲတလန်းလုံးကြော်ကြီးကိုကျွန်တော်နောက်ကတင်တာကိုကျွန်တော်ဆိုင်ကနောက်ကတင်တာအဲ့ချိန်မှာကျွန်တော်ဆိုင်ကလေးရသွားပြီကြော်ကြီးကိုကျွန်တော်ဆိုင်ကနောက်ကတင်တယ်အဲ့ချိန်မှာကြော်ကြီးတလန်းလုံးမြောက်မသူဆိုင်ကစီးရအောင်မြောက်မသူဆိုင်ကဆိုတော့ခိုးမလိုင်းပေါ်ပါကွာလိုင်းပေါ်ကျွန်တော်နောက်ကနေပြီးတော့သူကလေတစ်ခါတစ်ချက်မူးနေတော့တို့လန်းလာဝုံညာအဲ့လိုလန်ဝါကွာလန်သွားတဲ့အချိန်မှာကျွန်တော်ဒီလိုလန့်ထိန်းရတယ်ဘက်ကဆိုင်ကမောက်ပြီလန့်ထိန်းပြီးရင်သူ့လက်ထဲပေါ်ပိန်နဲ့ကျွန်တော်ခောက်လိုက်ကျွန်တော်အဲ့ဆိုပြန်လုံးလိုက်ဒါပေမဲ့သူသွားခြင်းတဲ့နေရာကိုလိုက်ပို့တယ်နော်သူသွားခြင်းတဲ့နေရာမှန်တယ်မြောက်လိုက်ပို့တာမူးနေပြီမဲ့ပို့ဆိုတာမြောက်မကသူ့ရဲ့ဆိုင်ကကြီးကိုစီးရအဲ့ဒါအဆိုးဆုံးပဲဘာလို့လဲဆိုတော့သူ့ဆိုင်ကကြီးစီးရတဲ့ကြောင့်သူကတလန်းလုံးတခိုးမလို့ခေါ်တာကျွန်တော်ဆိုင်ကကြီးကိုခိုးထားတာတခိုးမအဲ့မှာလေဟိုလေးရှက်တာ你对没？你冇变嘛对没？你我冇变嘛我老嘛，အဲ့လိုကဟိုဘက်မှာဆိုရင်ဘိုးကြီးနဲ့အဲ့ EB တယောက်နဲ့စီးရဲအဲ့လိုသွားရဲအဲ့မှာထီလာဥပိန်ရောက်တော့လေကြော်ကြီးအမြေကြီးမှာလက်အဲ့ကျွန်တော်တို့ဗီဒီယိုရိုက်ထားအဲ့ဗီဒီယိုလည်းအခုကျွန်တော်သိမ်းထားတယ်အဲ့လိုကဗီဒီယိုရိုက်တာပြီးအရန်ပျော်ဖို့ကောင်းတာဘယ်လောက်ထိပျော်ဖို့ကောင်းလဲဆိုရင်သူ့ကိုစနေရပျော်ရအဲ့နေစပြီးတော့ကျွန်တော်တို့ပြန်ရောက်တော့အိမ်မှာကျွန်တော်ခဏမှာအိတ်တယ်ကိုလိုချောကကျွန်တော်မှအိတ်ဆရာမရှိဘူးဘေးကနေငုတ်တုပ်လေးထားပြီးသူနိုးလာချင်းစောင့်ရတာဗျာအဲ့လိုခရလေးရရှိသေးတာနောက်ထပ်ခရတရားအများကြီးပဲပေါ့နော်အများကြီးပဲရှိရဲကျွန်တော်တို့တွေတူတူထန်းတော့ရဲသွားကြတယ်အမှတ်တရပဲထန်းတော့ရဲသွားပြီးတော့အဲ့လိုထိုင်းရည်တောက်ကြအဲ့လိုဒါမဲ့လေဒါကျွန်တော်တို့ကအရန်ရိုင်းတာလည်းမဟုတ်ပြက်စီးနေရလည်းမဟုတ်ပေါ့နော်ပျော်ကြတာဒါမဲ့စာမွဲဆိုရင်လည်းစာရီလုံးကြပါရဲ့အနည်းနဲ့အများနဲ့ပေါ့ကျွန်တော်တို့အမှတ်တရဆိုးဝါးနေရတော့တယောက်မှမပါဘူးပေါ့နော်ကျောင်းသားအမတ်တရားကျောင်းတကြံဆိုလဲအရန်ပြောဖို့ကောင်းတာကျောင်းတကြံဆိုကချင်ပြီးဘယ်သွားလဲဆိုမျိုးရဲသွားပြီးထမင်းစားပြီးတခြားတနေရာထပ်သွားအဲ့လိုအရန်ပြောဖို့ကောင်းတာကျောင်းမှာရှိရ fresher welcome ဆိုရင်တိတ်မတက်ဘူးဗျာ fresher welcome တိတ်မတက်ဖ ೇನೆ ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်အပြင်ဝဲသွားကြတယ်တခြားပျော့စရာကောင်းတဲ့နေရာတွေသွားကြတယ်အဲ့ဒါတငယ်ချင်းတွေနဲ့လုံးဝအမတ်တရားပေါ့နော်အဲ့လိုပျော်ဖို့အရန်လဲကောင်းပါတယ်ပြီးတော့အရန်လဲတောင်းတဲ့ကြောင့်အရန်ချစ်ကြရပေါ့နော်တခါတလေအချစ်ရေးအကြောင်းမလို့ရှုပ်ရက်ခတ်ပြီးတော့ဖောက်သွားတာလောက်ပဲရှိရကျွန်တော်ဒီပြောချင်တဲ့ topic နဲ့လွဲသွားတယ်လို့ခံစားရတယ်ဒါကျွန်တော်တွေ့ခဲ့ရရင်ကျွန်တော်ရဲ့ဘွားတွေကအမတ်တရားတချို့ပေါ့နော်အမတ်တရားတချို့နဲ့အခင်အားဆုံးလို့သတ်မှတ်ထားတဲ့လူတချို့ကြောင့်ပြောပြရပါ
အမှန်တကယ်တော့ကျွန်တော်နောက်တဲ့ episode မှာ second year အကြောင်းပြောဖို့ရှိရပေါ့နော်ဒါအဓိကတော့ကျွန်တော်မေပြောတဲ့လူတွေထပ်တွေ့ရပေါ့နော်လူအစ်စ်တွေထပ်တွေ့ရဘဝထဲမှာဆိုရဲအကြောင်းလေးပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးဒါကျွန်တော်ဘဝထဲမှာတွေ့ခဲ့ရတဲ့ဒါထပ်တွေ့ရပေါ့နော်ပြောချင်တာကထပ်တွေ့ခဲ့ရတဲ့ကျွန်တော်ပေါ့ကောင်းတယ်လို့ထင်ခဲ့ရတဲ့လူတချို့ပထမနှစ်ကလူတချို့ကြောင့်ပြပြတာပါဒီတက်တော့မရောက်ခင်ရှေ့မှာလဲကျွန်တော်ပေါ့ကောင်းတယ်လို့ထင်ခဲ့ရတဲ့သူတွေလည်းရှိရပေါ့နော်သူတို့ပြီးတော့ဒါထပ်တွေ့ရဒီအကြောင်းလေးပေါ့နော်နောက်တစ်ပတ် episode မှာတော့ကျွန်တော် second year အကြောင်းလေးနဲ့အမတ်တရားတွေကိုထပ်ပြပြပါမယ်ဆိုတော့အခုဒီကျွန်တော်ရဲ့ဒီ late night talk ကြီးဆိုရဲအစီအစဉ်လေးကိုဒီမှာခဏရက်လိုက်မယ်ပေါ့နော်ဒီဗီဒီယိုလေးကိုဒီမှာပဲခဏရက်လိုက်ပါမယ်ကျွန်တော်စကားပြောလဲအရင်မြောက်သွားပြီပေါ့နော်အားလုံးကျေးဇူးများတင်ပါတယ်နောက်ပတ်တွေမှာလည်းစောင့်ပြီးတော့ကြည့်ပေးကြပါဦးလို့ပြောချင်ပါတယ်တတပါ good night ပါ